ကျွန်တော်ပြောမဲ့ရေရာကတော့ပို့တွေ့ရေရာဗျကြီးဖလားလေးကိုမကြဆိုလို့ပေါ့အဲ့မျက်နှာစာကိုဟိုမျက်နှာမူပြီးတော့ကကြီးဖလားကိုလက်ဝါးလဲဖဲလက်ဝါးရဲထည့်ရတယ်နော်ပြီးရင်ညာဘက်လက်နဲ့ခရင်လေးကိုကန်ပြီးတော့ကြီးဖလားကိုခေါင်းနေရွှေစကားအစီအစဉ်ကိုကျေးဇူးနေကြကုန်တော့ခေါင်းရသားသမီးအပေါင်းကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဘဒေါက်တာမင်းတင်ခါဤတပြည့်ချင်းထပ်အောင်ဝင်ပတ်သိဖြစ်ပါတယ်ကျွန်တော်ရှိမှပေတင်မင်းမြန်းခြင်းနဲ့ပြည်သက်တွေကတော့ရွှေစကား page မှာတော့တော့အဲ့ page မှာတင်ထားတဲ့ဖုန်းနံပါတ်တော့တော့အဲ့ဒီမှာဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောမဲ့ရေရာကတော့ပို့တွေ့ရေရာဗျကျွန်တော်ဘေးဆရာဖိကာစားတော့ကျွန်တော်ရဲ့အမျိုးအရေးတယောက်ပေါ့ပတ်စံလာပြီးတော့ခြိတယ်ကျွန်တော်ရှိမှာခြိတော့သူကဒီပတ်စံကို6လသုံးပါမယ်အရင်ရောအတူရောပေးမယ်ပေါ့နော်အဲ့လိုခြိသွားတယ်ဒါတင်လည်းသူမဆောက်ကျွန်တော်အဲ့လိုပြောပြီးယူသွားပြီးတော့ကျွန်တော်လည်းအေးဘောလေးယူပေါ့ကိုအမျိုးအရေးဆိုတော့ပေးလိုက်တာပေါ့ဒါပေမဲ့6လလည်းပြီးရောကျွန်တော်သူ့ရပတ်တောင်းတဲ့အခါမှာအတူလည်းမရဘူးအရင်လည်းမရဘူးကျွန်တော်ယူသူလိုက်မပေးဘူးအဲ့ဒါဒီမှာဝေးရတဲ့သူကသူ့ရှိမှာကျွန်တော်တောင်းတဲ့အခါမှာသူမရှိရဘူးတိနဲ့ငါတောင်းပါလားဆိုပြီးတော့ကျွန်တော်ကိုနမငါစာပြောလာတယ်ဒီပေါ့ကျင်းမအောင်လောက်ပါသေးတယ်ကျွန်တော်အဲ့ဒါကြည့်ပြီးတော့ကဲဒီပစီတော့မတောင်းတော့ဘူးပေါ့ပြန်လာပြီးတော့အဲ့ဒါစာအုပ်တွေအဲ့ဒါစာအုပ်တွေလှမ်းကြည့်တဲ့အခါမှာအဘမင်းတင်ကပြောခဲ့ပြီးတဲ့ခြေလက်တစ်ခုကျွန်တော်ပြန်ပြီးတော့တွေ့ပါတယ်အဲ့ဒါကတော့သူကဒီလိုကြီးဖလားတစ်လုံးနဲ့မှာကိုရှိကအကျွေးယူသွားတယ်သူရဲ့နာမည်ပေါ့ဒါကိုသူ့နာမည်ထဲမှာရေးရတာပေါ့နော်မတ်ဖြူပေါ့ဟိုမောင်ကြီးပေါ့ရေးရတာဆိုလို့ရှိရင်အဲ့ဒီဖလားလေးကိုမကြဆိုလို့ပေါ့အဲ့မျက်နှာစာကိုဟိုမျက်နှာမူပြီးတော့ကကြီးဖလားကိုလက်ဝါးလဲဖဲလက်ဝါးရဲထည့်ရတယ်နော်ပြီးရင်ညာဘက်လက်နဲ့ခရင်လေးကိုကန်ပြီးတော့ကြီးဖလားကိုခေါင်းနေမောင်ဖြူဒါမှမတ်နီပေါ့ငါရှိရရွာတဲ့ငွေတွေနောက်လာပြီးတော့ပေးပါသေးငါ့ကိုအဲ့ဒီငွေတွေပြန်ပေးနိုင်အောင်လဲသူငွေတွေဝင်ပါစေလို့ခောက်ပြီးတော့တောင်းလာတာပေါ့နော်ကျွန်တော်အဲ့တော့ကျွန်တော်အားတိုင်းခောက်တယ်ခင်ဗျခောက်ကျွန်တော်3လလောက်လဲကြာရောကျွန်တော်စီအရင်ကအတူလာပြီးတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီရေဒါလေးကသူကအမတန်စွမ်းပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေဒီရေဒါကိုယုံကြည်လို့မဆိုလို့ချင်းလိုက်ပဲတောင်းရတဲ့ကျွေးတွေပြန်ပြီးတော့ရလာနိုင်ပါတယ်ခင်ဗျယခုပြောခဲ့သောရေဒါဖြင့်အစင်ပြေအောင်မြင်ကြပြီရွှေစကားပြိတ္တကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ